အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် Friday Bone ပေါ့နော်အဲ့ Bone တွေအကုန်လုံးတော့တူတူပဲဗျအဲ့ Bone ကြောင်းလေးနည်းနည်းပြောပြရမယ်ဗျကျွန်တော်တို့အခုဒီမှာ Friday Bone လေးရတာရဲ့အတွက် Friday Bone ကြောင်းလေးပြောပြပေးမယ် Friday Bone ဆိုတာတော့ကျွန်တော်တို့ဒီတောက်ကြံနေပေါ့နော်တောက်ကြံနေမှာဟိုက9000ကစထည့်လို့ရတယ်အနည်းဆုံး9000တော့ထည့်ရတယ်9000ထည့်လိုက်လို့ရှိရင်ကျွန်တော်ဘွန်းရတယ်အဲ့ရတဲ့ဘွန်းဘာမှတက်ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ဒီမီနူးတွေကိုသွားပြီးရင်ဒီ promo ထဲမှာဒီမှာ bone ထဲမှာရှိတယ်ဒီမျိုးလေးပေါ့ကျွန်တော်ဆိုတာ1000ထဲတဲ့အတွက်ကျွန်တော်ကဘုံ1000ရတယ်အဲ့ဒါကိုလောင်းနီးရဘယ်လိုလောင်းရလဲဆိုတော့ကျွန်တော်တော့ခုနလောင်းလိုက်လို့ဗျာပြီးတော့ရိုက်ဖို့မေ့သွားလို့ဒီမှာပေါ့နော်ဒါကျွန်တော် main ကောက်မှာလောင်းလာတာပါဘုံကောက်တဲ့ဒီပေါ်ဟာလေးနှိပ်ပြောင်းရတယ်ဘုံကောက်မှာဒီမှာဗျကျွန်တော် 1.4 ထက်ရှိတဲ့၄တင်းကိုလောင်းမရတယ်ဗျ၄တင်းမဟုတ်3တင်းပဲလောင်းလို့ရတယ်ကျွန်တော်၄တင်းလောင်းလာတာပေါ့နော်အဲ့ဒီမှာကျွန်တော်ခုဒီမှာသူကအနည်းဆုံး900တော့ခြံထားဗျလောင်းမယ်ဆိုဟုတ်လို့900လေးတော့ခြံပြီးလောင်းပြီကျွန်တော်ဆိုဒီမှာ9500လောင်းနိုင်နိုင်9000 8000လို့ရမယ်အဲ့ရတဲ့ဥစ္စာကပမာတပြလေဆိုဒီမှာဗျဒီမှာတပြန့်ကြည့်လို့ရတယ်ကျွန်တော်ဒီမှာကျွန်တော်1000ထည့်ထားရတယ်ကျွန်တော်3000မိုးပြအောင်လောင်းမိရနဲ့ကျွန်တော်ထည့်ထားတဲ့ deposit 1000က main ကောက်တယ်သူကသူ auto ပေါင်းမိတယ်ဗျဘုန်းတွေကိုရဖို့ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ဒီ account ကိုပေါ့နော်ဟိုတပတ်မှာကိုက9ရက်ရှိရဆိုကိုက3ရက်4ရက်လောက်လို့အကောက်ပတ်စံထဲဆော့တာမယ်ဥပမာကျွန်တော် Friday ဘုံဒီလိုတောက်ကြနေ Friday ဘုံလုပ်မယ်ဆိုရင်အဲတောက်ကြနေမြောက်ပဲဟိုတနင်္လာနေ့ကနေပြီးတော့ဟိုတနင်္လာအင်္ဂါဗုဒ္ဓဘူးကြာတာပြီ4ရက်ရှိရ4ရက်မှာကျွန်တော်တို့3ရက်လောက်ကိုပတ်စံထဲဆော့တာနေအဲကိုတောက်ကြနေထဲတဲ့ပတ်မာနာအဲလောက်9000ကစထဲလို့ရတယ်အနည်းဆုံး9000ကနေပြီးတော့12သိန်းထိလာမသိမျိုးထဲလို့ရတယ်အဲ့ဒီကျွန်တော်တို့ဘွန်းရပါတယ်လောင်းလီရတော့ကျွန်တော်ခရှိမှာခုနကပြောပြခဲ့တဲ့ပုံစံလေးအဲ့အတူတူပဲဗျခုကဒီ Friday ဘုန်းနေပဲဖြစ်ဘယ်ဘုန်းမှမဆိုဆိုအချိန်ပေါ့တက်တန်ဘုန်းရဲ့တက်တန်လေးတော့ရှိရဗျအဲ့ဒီလေကျွန်တော်ခုနကပြတယ်လို့ပဲဒီအာသာမီနူးတွေကဒီ promo ထဲမှာပြီးရင်ဒီဘုန်းထဲမှာတွက်ကြည့်လို့ရတယ်ဗျကျွန်တော်ဟာဆိုရင်ဒီမှာပေါ့21ရက်3လ2026 9နာရီ5မိနစ်မှာကုန်မယ်ဗျကျွန်တော် Friday ဘုန်းနေပါဆိုရင်တော့1ရက်လောက်ပဲရတယ်ဗျဟို first deposit ဘုန်းတို့ဘာလို့ဆိုရင်တော့ကျွန်တော်1လလားပါလားမသိဘူးရတယ်အဲ့ဒီကတော့ Friday ဘုန်းအကြောင်းလေးပေါ့နော်တခြားဘုန်းတွေလည်းအတူတူပဲဗျသူကအကုန်လုံးဒီ first 100 deposit ဘုန်းတို့သူကတနင်္လာနေ့မှာလည်းပေးတယ်တောက်ကြနေ့မှာလည်းပေးတယ်တချို့ဆိုဗုဒ္ဓဘူးနေ့ပါပေးတယ်ဗျလိုမျိုးလေးတော့ရှိချာနားမလဲတာရှိကြဖြစ်ဖြစ်သိချင်တာရှိကြဖြစ်ဖြစ် comment လေးတွေမှာမှန်းခဲ့ပြလို့ရတယ်ဗျကျွန်တော်ပြောပြပေးမယ်နော်